皆さんこんにちは。ဒီနေ့မှာတော့เนาะဒီဂျပန်စာပေါ့เนาะဂျပန်စာမွေးပွဲဒီဂျပန်လောကဂျပန်လောကတွေဝင်လာလို့ရှိရင်ကြုံတွေ့ရမယ့်အရာလေးတွေနဲ့ပတ်သက်ပြီးမှကိုယ်စိတ်ထားတတ်ဖို့အတွက်ကိုမရရှိက sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီเนาะဂျပန်စာလောကတွေရောက်လာပြီဆိုရင်တော့တေချာဘောစာမွေးတွေဖြည့်ဆိုရပါတယ်ကျွမ်းကျင်လက်မှတ်တွေရအောင်ယူရပါတယ်ဂျပန်နိုင်ငံကိုအလုံးနဲ့သွားရင်မှဖြစ်ဖြစ်ကျောင်းနဲ့သွားရင်မှဖြစ်ဖြစ်ဂျပန်စာအောင်လက်မှတ်တွေကလိုအပ်ပါတယ်เนาะအဲ့လိုလုံးတဲ့အခါမှာဆိုရင်တော့ဒီတစ်ချိန်နဲ့မအောင်မြင်တဲ့အခါလည်းရှိတယ်ထားလိုက်ပါတော့အင်တာဗျူးဖြေဆိုမယ်အင်တာဗျူးဖြေဆိုမယ်ဆိုရင်မအောင်တဲ့အခါလည်းရှိတယ်အဲ့လိုအခါမှာဆိုရင်တော့စိတ်တက်မကြပါနဲ့เนาะတစ်ခါမြရင်နှစ်ခါစူးစမ်းပါနှစ်ခါမြရင်ထက်ခါစူးစမ်းပါဟုတ်တယ်မလားဘာလို့ဆိုဖြေဆိုတဲ့လူတွေကလည်းအများကြီးတယ်เนาะအများကြီးဖြစ်တဲ့အတွက်အများကြီးဆိုတာကဒါကြောက်ဖို့အတွက်ပြောနေတာမဟုတ်ပါဘူးအချိန်နဲ့ဖြေဆိုရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ကံဉာဏ်ဝရိယလည်းလိုအပ်ပါတယ်ဒါကလေကိုကအကောင်းဆုံးเนาะအကောင်းဆုံးစူးစမ်းရတာပဲအားလုံးကတော့လူတိုင်းတော့အားလုံးစူးစမ်းတာပဲဖြစ်မလာတဲ့အခါလည်းရှိရပေါ့အဲ့လိုဖြစ်တဲ့အခါမှာကိုငါပဲဂျပန်ကိုရောက်ဖို့ကံပါမလာတာလားအဲ့လိုတွေတွေးမိတတ်တယ်เนาะဘာရမဟုတ်ဘူးစိတ်တကြပြီးတောင်တွေးမြောက်တွေအဲ့လိုတွေတွေးမိတတ်တယ်မတွေးလားကိုလည်းမတွေးဘူးလားဆိုရင်တော့မတိစိတ်ပဲဖြစ်တာတွေးမိတတ်တာပေါ့เนาะအဲ့လိုမျိုးဖြစ်တဲ့အခါမှာစိတ်တက်မကြပါနဲ့เนาะအစွမ်းကုန်စူးစမ်းပါတေချာပေါက်ရောက်ပါလိမ့်မယ်เนาะဒီမဲ့ပေါ့ကိုစိတ်တဲ့လူတယောက်ဆိုလူစွာအမြဲတမ်းစိတ်တဲ့တက်ကြွနေမှာမဟုတ်လေနော်စိတ်တဲ့ကြတဲ့အခါတွေလည်းရှိတယ်အဲ့လိုခါမှာဇွဲမလျှော့ပါနဲ့နော်တေချာပေါက်စူးစမ်းမယ်ဆိုရင်တော့ရောက်မှာပါနော်အဆုံးထိစူးစမ်းကြမယ်ဝါဒရှိလို့လည်းအတူစူးစမ်းကြမယ်ဆံမွေးကြလို့လည်းစိတ်တဲ့မကြနဲ့အင်တာဗျူးကြလို့လည်းစိတ်တဲ့မကြနဲ့တော်တိုင်းလည်းဆံမွေးမအောင်သလိုညံ့တိုင်းလည်းဆံမွေးမကြပါဘူးကိုယ့်ရဲ့ကံဉာဏ်ဝရိယလည်းလိုအပ်ပါသေးတယ်နော်စိတ်တဲ့မကြပါနဲ့စူးစမ်းပါအောင်မြင်ပါစေနော်